အားလုံးပြီးတဲ့အချိန်မှာ9နာရီရှိနေပြီဒီနေ့ညတော့အဲ့ဒီစွန့်ပစ်ဗီလာကိုသွားရှာဖို့တောင်ပေါ်မတက်နိုင်တော့ဘူးညဘက်တောင်တက်တာကအနည်းများလုံးနဲ့ပြီးတော့ဗီလာရှိတဲ့တောင်ကိုပဲမှတ်မိတာအတိအကျနေရာကိုတော့မှတ်ဉာဏ်ထဲမှာမရှိတော့ဘူးဒါကြောင့်မနက်ဖြန်ရဲ့ပထမဆုံးအလုပ်ကတောင်ပေါ်တက်ပြီးအဲ့ဒီဘန်ကာနေရာကိုရှာဖို့ပဲမဟုတ်ရင်ကျမရဲ့အစီအစဉ်တွေအားလုံးအလားအသားဖြစ်ကုန်လိမ့်မယ်အနာဂတ်မှာအဲ့ဒီလျှို့ဝှက်ခံတက်ထဲမှာတယောက်တည်းဘလောက်ကြာနေရမယ်မှမသိပဲနေရမှာကိုတွေးမိတော့ကူကေရမဲ့တလူခံစားလိုက်ရတယ်နေဦးကျမတယောက်တည်းနေဖို့မလိုဘူးပဲကျမတို့ရက်ွက်ထဲကကားဝက်ရှော့ပြင်ဆိုင်ရှိမှခြိထားတဲ့ခွေးလေးကိုရုတ်တရက်တတိယလိုက်တယ်အဲ့ဒီခွေးလေးကိုဝယ်လို့ရနိုင်တာပဲအဲ့ဒီအထီးကျန်ခံတက်ထဲမှာအဖော်ရမဲ့တက်ရှိတကောင်ရှိနေရင်မစိုးဘူးပဲဒီကဘာပြက်ကတ်ထဲမှာတစ္ဆာရှိတဲ့အိမ်မွေးတရိတ်ဆန်တကောင်ဟာလူထက်အများကြီးပိုပြီးယုံကြည်စိတ်ချရတယ်ကျမရီးစားဟာကျမကိုတက်တန်းကုန်နေတဲ့စားစရာဘူးတကူနဲ့လူမိုက်စီရောင်းစားပြီးနှိပ်စက်ခံရအောင်လုပ်ခဲ့တဲ့ဇွန်ဘီတွေလက်ထဲမှာရက်ဆက်တေဆုံးခဲ့ရတယ်ဒီအကြောင်းကိုတွေးမိတော့အခုချက်ချင်းအိမ်ပြန်ပြီးသူ့ကိုနှင်ထုတ်ချင်ပေမဲ့မလုပ်သေးဘူးအခုချက်ချင်းနှင်ထုတ်လိုက်ရင်သူ့ကိုကောင်းကောင်းနှိပ်စက်ခွင့်ရမှာမဟုတ်ဘူးလေစားပြီးတော့အိမ်ပြန်မောင်းလာခဲ့တဲ့အဲ့ဒီခွေးလေးရဲ့ပိုင်ရှင်ကိုအရင်သွားရှာဖို့စီစဉ်လိုက်တဲ့ကားရက်ပြီးတော့ပိုင်ရှင်ရဲ့ဝက်ရှော့တဲကိုလက်လျှောက်ဝင်သွားခဲ့တဲ့အရှိကခွေးလေးကဘသူခွေးလဲကျမဝယ်ချင်လို့ပါပတ်စံပေးပါမယ်လို့မေးလိုက်တဲ့တော်တော်လေးပိန်တဲ့အသက်လက်ပိုင်းမျိုးသားတယောက်အနောက်ကနေထွက်လာတယ်ခွေးဝယ်ချင်လို့လားလို့သူကမေးတယ်ဟုတ်ကဲ့900နဲ့ရမလားလို့ကျမကကန့်လန့်လိုက်တယ်အဲ့ဒီခွေးလေးကရောက်ကြတဲ့ကတန်ကြိုးနဲ့ချီခံထားရတာတန်ကြိုးတစ်ခါမှမဖြုတ်ပေးဘူးစားစရာအကျွင်းကြံရှိရင်ကျွေးတယ်မရှိရင်ငတ်တယ်တကယ်တနာဖို့ကောင်းတယ်900အဲ့ဒါအရန်နေလုံးနဲ့ကျမသားက2800နဲ့ဝယ်ထားတာရှင်ရဲ့ခွေးကတနေ့လုံးချီထားခံရလို့တဝက်တည်နေပြီးညစ်ပတ်နေတာပဲကျမဝယ်ရင်တရိတ်ဆန်စေးကန်းခေါ်သွားပြီးစစ်ဆေးရအောင်မယ်အဲ့ဒါကကုန်ကြစေးများတယ်ကျမကခွေးကိုတနာလို့ကန့်လန့်တာပါ1100ပဲပေးနိုင်မယ်မရရင်တော့ထားလိုက်ပါတော့လို့ပြောပြီးကျမကထွက်သွားတယ်လို့ဟန်ဆောင်လိုက်တယ်ဟေးမသွားပါနဲ့ဦးကောင်းပါပြီ1100နဲ့ယူသွားပါပိုင်ရှင်ကတန်ကြိုးဖြုတ်ပေးလိုက်တဲ့အခါခွေးလေးကချက်ချင်းထရက်ပြီးအားအိမ်တွေပြည့်နေတယ်လို့ပဲလွတ်လပ်ခွင့်ရတော့မယ်ဆိုတာသိနေတယ်လို့မျိုးခွေးလေးကိုတရိတ်ဆန်စေးဆိုင်ခေါ်သွားပြီးရေချိုးပေးတယ်ခွေးစာမုံနှုတ်မုံပြီးတော့အစားအစာနဲ့ရေတောက်ဘူးတွေဝယ်ပေးခဲ့တယ်အဲ့ဒီနောက်ခွေးလေးကိုအိမ်ခေါ်လာခဲ့တယ်ကျမရေစားကခွေးလေးကိုမြင်တော့ဒေါသတကြီးဖြစ်သွားတယ်ခွေးမမွေးနဲ့လို့ငါပြောထားတယ်မဟုတ်ဘူးလားနင်ကအလုပ်လုပ်ရအောင်မှခွေးကိုစောက်ရှောက်ဖို့ပမာချိန်ရှိမှလဲနင်ကတော့ငါနဲ့ဘာမှမတိုင်ပင်ဘူးနင်ရဲ့မျက်လုံးထဲမှာငါကတည်ရှိနေသေးရဲ့လားလို့သူကအော်ဟစ်တယ်နောက်တစ်ကောင်ရှိတော့ဘာဖြစ်လဲနှစ်ကောင်စလုံးကအတူတူပဲပြီးတော့ဒီတစ်ကောင်ကပိုးချစ်ဖို့ကောင်းတယ်ကျမလည်းအလုပ်လုပ်ဖို့မလိုတော့ဘူးနင်ယူနေပြီးဘာလို့အလုပ်မသွားတာလဲပထမတော့ခွေးမွေးတယ်ပြီးတော့အလုပ်ကထွက်တယ်နင်ဒီဘဝကိုတကယ်ပဲမလိုချင်တော့ဘူးလားကျမတကယ်ပဲမလိုချင်တော့ဘူးနင်ထွက်သွားချင်ရင်ထွက်သွားလို့ရတယ်ဒီတိုက်ခန်းရဲ့အိမ်လခကိုပေးနေတာကျမပဲကျမနင့်ကိုမနှင်ထုတ်သေးတာကိုပဲနင်ကျေးဇူးတင်တယ်လို့ကျမကပြန်ပြောလိုက်တယ်ကျမစကားကြောင့်သူမင်းတက်သွားတယ်လို့ပဲပြီးတော့ဒေါသတကြီးနဲ့အပိုးအိတ်ခမ်းထဲကိုဝင်သွားတယ်ကျမသူ့ကိုဒေါသထွက်ဖို့အချိန်မရှိဘူးအရေးကြီးတဲ့အလုပ်တွေလုပ်เสียရရှိသေးတယ်ကျမလိုမဲ့ရိတ်ခါစီရင်ကိုအတိအကျတွက်ချက်ရမယ်အားလုံးကိုအမြန်ဝယ်ဖို့စီစဉ်ရမယ်ပထမဆုံးအနေနဲ့အစားအစာနဲ့နေ့စဉ်သုံးပစ္စည်းတွေကျမအသက်25နှစ်ဆိုတော့45နှစ်စာလောက်ပြင်ဆင်ထားရင်လောက်မှာပဲပြီးတော့လေ့ကျင့်ခန်းလုံးမဲ့ပစ္စည်းတွေလည်းဝယ်ဖို့လိုအပ်တယ်ခိုင်ခန့်တဲ့ဘန်ကာရှိပေမဲ့လေ့ကျင့်ခန်းမလုပ်ရင်ခန္ဓာကိုယ်အားနည်းသွားမှာပဲ proper လေ့ကျင့်ခန်းကကဘာပြတ်တဲ့အချိန်မှာစိတ်ကိုကြည်လင်စေဖို့ကူညီပေးလိမ့်မယ်နောက်တစ်နေ့မနက်စောစောမှာဗီလာရှိတဲ့တောင်ပေါ်ကိုကားမောင်းသွားခဲ့တဲ့နာရီအနည်းငယ်ကြာရှာပြီးတော့မှတ်ညံတဲ့ကဗီလာအင်ကြီးကကျမမျက်စိရှိမှပေါ်လာတဲ့ဗီလာကနှစ်အတော်ကြာစွန့်ပစ်ခံထားရတာမို့လို့အလွယ်တကူပဲအထဲဝင်လို့ရခဲ့တယ်ခွေးလေးနဲ့အတူဗီလာတွေကအခန်းအားလုံးကိုစစ်ဆေးခဲ့တယ်ဗီလာရဲ့လှုပ်ဝက်ခန်းတော့ကိုမြန်မြန်ဆန်ဆန်ပဲရှာတွေ့ခဲ့တယ်ဒါပေမဲ့မှတ်မိတာနဲ့မတူပဲအဲ့ဒီမှာတော့နှစ်ချက်ရှိနေတယ်ကျမအများကြီးမတွေးတော့ပဲတော့တွေကိုယူပြီးပကြီးကားအောက်ကတော့ပေါက်ထဲကိုတော့တစ်ချက်ထည့်လိုက်တယ်တော့ကိုလှည့်လိုက်တဲ့အခါထမင်းစပွဲအောက်ကကျမ်းပြင်ကဖြည်းဖြည်းချင်းပွင့်လာပြီးထမင်းစပွဲထက်နည်းနည်းသေးတဲ့4000ကွက်နေရာတစ်ခုပေါ်လာတယ်ကျမနဲ့ခွေးလေးမင်းတက်သွားကြတယ်ဒီဗီလာမှာလှုပ်ဝက်အခန်းတစ်ခုထက်မကရှိနေတာလားကျမရဲ့အလွန်လင်းတဲ့ဓမီကိုထုတ်ပြီးအောက်ကိုထိုးကြည့်လိုက်တယ်အောက်ကနေရာကနေကင်းဘက်လိုလင်းထိန်သွားတယ်စူးစမ်းကျင်စိမ့်နဲ့ခွေးလေးကခေါင်းပြူကြည့်ပြီးအောက်ကိုပြေးဆင်းသွားတယ်ကျမလည်းလှေကားအတိုင်းနောက်ကနေလိုက်ဆင်းခဲ့တယ်အောက်ရောက်တဲ့အချိန်မှာတော့ကျမလုံးဝမင်းတက်သွားခဲ့တယ်ဒီအဆင့်ရဲ့နေရန်တွေမှာလက်နက်တွေပြည့်နေတာပဲဒူးလေးတွေဓာတ်ရှည်တွေပြီးတော့တနက်မျိုးမျိုးနဲ့ခဲယမ်းမီးကြောက်တွေကာကွယ်ရေးဝတ်စုံတွေလည်းရှိနေတယ်အလယ်မှာတော့စင်နှန်းတွေအစီအရှိနေတယ်အဲ့ဒီစင်တွေပေါ်မှာတက်တန်းကုန်နေတဲ့ရိတ်ခါတွေပြည့်နေတယ်ကျမအဆုံးထိလမ်းလျှောက်သွားတော့နေရန်ဘေးမှာ4000ကလုံးနှစ်ခုကိုတွေးခဲ့တယ်ဘဲဘက်ခလုတ်ကိုနှိပ်လိုက်တော့ကျမရှိကနေရန်ကချက်ချင်းပွင့်လာပြီးလူတယောက်ဖြတ်သွားလို့ရတဲ့အထိကျယ်ဝန်းတဲ့နေရာတစ်ခုဖြစ်လာတယ်ခွေးလေးကကျမရှိကနေတစ္ဆာရှိတဲ့အဆောင်တယောက်လိုခုံဝင်ပြီးပြေးသွားတယ်ကျမလည်းနောက်ကနေလိုက်သွားခဲ့တယ်